မြည်တယ်မြည်တယ် ဒီမှာတော့မြည်ပါဗောအဲ့ဒါပိတ်ပိတ်လေး ဝီစီမြည်တယ်ဆိုတာကိုသိလားကြားလားမြင်လားအဲ့ဝီစီတန်ကမင်းတို့ဘဝအခရာပဲနော်အဲ့ဝီစီတန်ကပွဲတော်ကိုဆုံးဖြတ်ပေးတာအဲ့တော့ဒီကနေ့ကျုပ်တို့ရွာသားရွာရဲ့ဂုံယူပွဲဟာနေတူးနေမြတ်တရက်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျုပ်တို့ရွာသားရွာကိုဂုံဆောင်ပေးမယ်အားကစားသမားကောင်းတွေပေါ်ထွက်လာဖို့အတွက်ကျုပ်ကိုဘောလုံးအသင်းနီးပြအဖြစ်ဂုံယူပွဲရာရွာပေးအနှင်းနဲ့ သမိုင်းပေးတာလေ ရွာပေးတာလေတမန်ပေးရမဟုတ်ကျွေးငေါပေးရမဟုတ် ပြောချင်ပြောဗျာလှုပ်ချင်လို့ ရွာပေးအနှင်းနဲ့ဂုံယူပွဲနေတူးနေမြတ်ဖြစ်ဒီနေ့ဟာကဘာတီသွေးမော်ကွန်းတင်နေမဲ့တမိုင်းဝင်နေ့တနေ့လည်းဖြစ်တယ် သမိုင်းနဲ့ ဟုတ်တယ်နော်အဲ့တော့အားလုံးကိုကျုပ်ပြောချင်တာကကျုပ်ကိုတရွာသေးသားချင်းဆိုပြီးမလေးမစားဆက်ဆံတာရွာထဲမှာရတယ်ဘောလုံးကွင်းထဲမှာတော့ကျုပ်ပြောသမျှနားတော့မှာကျုပ်ကသိဆိုသိရှင်းဆိုရှင်းမသိမရှင်းဆိုမသိမရှင်းဒါပဲဟုတ်ပြီနော်ရှင်းတယ်နော်အဲ့တော့ဘောလုံးနဲ့ပတ်သက်ပြီးရှင်းပြမယ်ဘောလုံးနဲ့ချင်းလုံးဘာကွာလဲသိလား သိပါမသိပါဘူး ဟေးမသိရင်မှတ်ထားဘောလုံးဆိုတာသေနဲ့လုပ်ပြီးတော့ချင်းလုံးကချိန်နဲ့လုပ် ရှင်းပါတယ် မနှောင်းနဲ့အတီပြောနေတာအဲ့ဒါကြောင့်မလို့သေနဲ့ဘောလုံးခုံနဲ့ခုံအားသွားနှုံးလာနှုံးမတူဘူးချင်းလုံးသွားနှုံးလာနှုံးခုံနှုံးမတူဘူးဘာကြောင့်လဲသိလား သိပါ ဘောလုံးကလေးပါပြီးချင်းလုံးကလေးမပါလို့အဲ့တော့ဒီဘောလုံးနဲ့ပတ်သက်ပြီးတော့အဲ့လိုဖြစ်သွားရင်ဒီမှာထားပဲဒီမှာထောက်တာလောင်းမထောက်တာကိုဘောကိုသူများရှိမပါသေးရဘူးဘောပါနော်မပြန်ထားလိုက်ဒါပဲအဲ့လိုဒါပဲနီးတယ် ဟုတ်လားဟေးတော်နေတယ် အဲ့လိုဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ပြောရမယ်အားလုံးနားထောင်ပါအခုနီးပညာနဲ့ပတ်သက်ပြီးပြောမယ်ဘောလုံးကိုဘာနဲ့ကန်ရမလဲ ရှိတော့နေ no ရှင်ဘက်နဲ့ကန်စမ်းပါ အဲ့ဆိုဒီလိုလေးပေါ့ နားကြီးတာကွာ ကောက်ကောက်မောက်ပြီးတော့ အေးဘောလုံးကိုရင်ဘက်နဲ့ကန်ဆိုတော့ရင်ဘက်ထဲကိုထည့်တာဘောကိုချစ်ပါဘောကိုတွေ့တော့ဘောကိုမြင်လို့ပါဘောကိုယူမစဲဘောကဘေးထွက်သွားတယ်ဘောလုံးကလည်းမရှိတော့ပဲနဲ့ဟုတ်ပြီနော်အဲ့တော့ဘောလုံးနဲ့ပတ်သက်လို့ technique တွေရှိတယ်စပြီနော်ဘောလုံးမှာစမူစာပုံ ဘလူးယူ442ချွန် အော်ဒီလိုချွန်လေး ချွန်လေးပြီးရင်အီချာခွေးပုံ ဟာဒီလိုကြောက်ခဲ့ပြီ စမူစာဆိုဒီလိုချွန်သွားမယ်အီချာခွေးဆိုဒီလိုခွဲထွက်မယ် အော်ဘေးကနေ ဟုတ်ပြီနော်ပလာတာပုံပလာတာဘောလုံးဒီလိုတိတ်နေခေါ်တယ်ပလာတာဘော ပေါက်စီအောင်မပါဘူးလား ပေါက်စီရတို့ယောက်ျားလေးသင်းမပါဘူးမိန်းကလေးသင်းမပါတယ်ဟုတ်မဟုတ်သူကပေါက်စီရလုံးတယ်လေလုံးဝင်လုံးပါနော်အဲ့တော့ပါဟာ ဘေးလက်ဖိုက်ဆိုင်ဖွင့်လို့လား ကိုရဆိုင်လေးနဲ့တွေ့တာဟာမနောက်တော့ဗျာဦးလေးကလေကျွန်တော်သိကြဘောလုံးနေကြောညာ နေမကောင်းရင်နားလိုက်ပါလားကွာ ဘာဖြစ်လို့ မြအနိုးတယ်ဝေချောနေတခုဟုတ်တယ်တောက်ကွဲဆိုရင်တနေ့တော့ပုံနေမယ် တကြီးရလေဗျာဘောလုံးရုံးလည်းမသိပဲနဲ့နိုင်ငံခြားကဘောလုံးပွဲတွေမှာနီးပြတွေကဒါမျိုးတွေဝတ်တယ်ဒါမျိုးတွေဖာကူဆန်တို့ဘာတို့အဲ့လိုဝတ်တာလေကျွန်တော်အဲ့ဒါဘေလိုတွေကမနေသွားရှာထားရတာနီးပြနဲ့တူအောင်လို့ဟုတ်ပြီနော်